အရင်မိသားစုတွေမျှော်နေတာကိုတို့ပို့လိုက်မဲ့ပတ်စံနေမဟုတ်ဘူးမိမသူတို့ရဲ့မိသားစုတွေလင်ယောက်ျားတွေအန်ဒီရဲ့ကင်းကင်းနဲ့အိမ်ပြန်လာမှာကိုစောင့်မျှော်နေကြတာနင်ခုပြန်လာတာမိုးတော့ချုံနေမှာရောမောပဲလေရေလေးတောက်လိုက်အောင်ဘာဖြစ်တာလဲမျက်နှာလည်းမကောင်းပါလားအလုပ်အရမ်းပြေမှန်းလို့လားအလုပ်ထဲမှာအဆင်မပြေတာရှိလို့လား အလုပ်ပြန်မှန်းတာတဲ့ညီမပြမိဘတွေအိမ်ကိုတတိယလို့ပါနှင်းရကိုတို့ထိုင်းမှာလာနေတာလည်းကြာပြီမိဘတွေစီပို့ဖို့လောက်ပဲပတ်စံရကိုဒီအတွက်မကြံတယ်လို့ပဲနော်တနေ့ပတ်စပို့ဘူးနဲ့ပတ်စပို့မရှိခင်တော့ပလေးကြောက်ရပတ်စပို့ရလာတဲ့ပတ်စပို့ဘူးနဲ့တနေ့လုံးပန်းနေရဘာမှမကြံတယ်လို့ပဲဘယ်တော့မှမြန်မာနိုင်ငံကိုပြန်နိုင်မလဲမသိဘူးနော် အဲ့ဒါကြောင့်နင်းတော့ပို့ပြီးချွေတာရတယ်လေကိုရဲ့ဘာကြောင့်လဲဆိုကိုပေပေမမနဲ့ဆာလာရတဲ့ပိတ်ဆံတွေကကြပြားမကြံတန်ဖိုးရှိဖို့လိုတယ်လေကိုရဲ့ကိုလည်းပြင်မလာတာပဲရေလေးတော့ချုပ်လိုက်တော့လမ်းဆန်းသွား ဒီကွာဒီတော့ချိုးတာဖိနေဒီမှာကြည့်အောင် online မှာတစ်လအတွင်းပတ်စံတွေကိုနှစ်ဆတိုးမဲ့လုပ်ငန်းတစ်ခုတွေ့ထိုင်ပြီကိုတို့စုထားတဲ့ပတ်စံလေးတွေအဲ့ထဲမှာထည့်လိုက်ရင်ဆိုကိုတို့မြန်မာပြည်အများဆုံးပြန်လို့ရပြီ နေဦးကိုဒါတွေကအခုခေတ်မှာခက်စားနေတဲ့ online စကယ်တွေကြီးပဲကိုရဲ့အလုံးမလုံးပဲအလဲကားရတဲ့ပိတ်ဆံဆိုတာရှိလို့လားရလို့လားဟမ်